နတ်ပူရလက်နက်အယောင်းဆိုင်တန်းတွေရှိရဲ့ Center District အလဲပိုင်းရက်ွက်ထဲမှာလူတွေဟာအေးအေးဆေးဆေးသွားလာနေကြတော့မှာပဲဒါပေမဲ့ရုတ်တရက်မိုးမရွာပဲနဲ့ကျမ်းမြေမိုးမှာရေစက်တွေကြားလာတာကြောင့်လူတိုင်းအံ့ဩသွားကြပါတယ်။ဘာလဲဟာမိုးလည်းမရွာပဲဒီရေတွေကဘဲကရောက်လာတာလဲလို့လီကန်ကရေလွတ်လိုက်ပါတယ်။စုံကျေကတော့ချက်ချင်းပဲတတိထားမိလိုက်ပါတယ်။ဒီရေထဲမှာအားနည်းစီမဲ့မာနစွမ်းရည်တွေပါနေတယ်လို့သူကခတ်တိုးတိုးရေရွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရေပြင်ထဲကနေပုံရိပ်ရောင်တွေထွက်ပေါ်လာပြီး Mirror of Replication ဆိုတဲ့စွမ်းရည်နဲ့တပြက်တွေကိုပုံတူပွားလိုက်ပါတော့တယ်။ဆိုဖီမာရီကတော့ဘရွက်စိတ်တဲ့အုပ်စုလိုက်တိုက်ရင်စင်တကောင်ကိုတော့လဲကြအောင်လုံနိုင်တယ်ဆိုတာသိထားလိုက်လေတော့လို့လောင်းပြောင်ပြီးဖြောလိုက်ပါတယ်။စုံကြီးကစိတ်မင်းသမီးဆိုဖီမာရီရဲ့တတ်တော်ဆောင်ကိုဘာလို့ဒီဂျားနဲ့နေမီမှာတိုက်ခိုက်ရေးစွမ်းရည်ကိုတုံးနေတာလဲ။အခုချက်ချင်းရက်လိုက်ဆန်းလို့တားဆီးပြီးမဲ့ဒါတွေအားလုံးကစိတ်မင်းသမီးရဲ့အလိုတော်ပဲဘာမှလာမငင်းနဲ့လို့ပြက်ပြက်သားသားပြန်ဖြောလိုက်ပါတယ်။စွန်ဂျေကဖျားမျက်စိအစွမ်းနဲ့တားဖို့လုပ်ပေမဲ့ဆိုဖီမာရီရဲ့တတ်တော်ဆောင်ကရေမော်အစွမ်းနဲ့ချုပ်ထမ်းလိုက်ပါတယ်။စွန်ဂျေကငါအတိစိတ်ဝင်နေတော့ငါဒီကရအောင်ထွက်มาဖြစ်မယ်လို့ရေရွတ်လိုက်ပါတယ်။ရှိုင်းထဲမှာရှိနေတဲ့လီကန်ကိုဆိုဖီမာရီရဲ့တတ်တော်ဆောင်ကဓာတ်နဲ့လေပင်ကိုထောက်လိုက်ပါတယ်။မလုံနဲ့ငါမင်းပေါင်အမျိုးမရှိပေမဲ့စိတ်မင်းသမီးကမင်းကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေရတယ်။အသက်မသေးခြင်းငိမ့်ငိမ့်နီးစမ်းလို့ချင်းချောက်လိုက်ပါတယ်။မမလေးကမင်းနူနှစ်ယောက်လုံးကိုတတ်ဖို့ပြောထားတာဒါပေမဲ့မင်းနူနှစ်ယောက်မမလေးကိုခက်ခက်ရရတောင်းပန်ပြီးငါတို့ရဲ့အစွမ်းတင်ပစ္စည်းတွေကိုဈေးကောင်းပေးဝယ်မယ်ဆိုရင်ငါမင်းနူအသက်တွေအတွက်မမလေးကိုပြောပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လီကန်ကတော့မကြောက်ပဲအခုခေတ်မှာလူမြင်ကွင်းမှာဓာတ်တွေကိုဒီလိုပဲဝေယမ်းနေကြတာလား။ငါခေတ်တုန်းကတော့အပြင်မှာလက်နက်ထုတ်ဖို့ဘယ်သူမှမတွေးရဲကြဘူးလို့ပြန်ပြောပြီး Aquarius ဆိုတဲ့နတ်ဖျားလက်နက်ဓာတ်မြောင်ကိုလက်ပလာနဲ့တင်ချိုးပြလိုက်ပါတယ်။ကြီးမြောင်ကတော့ Aquarius ဆိုတဲ့နတ်ဖျားလက်နက်ကိုလက်ပလာနဲ့လွယ်လွယ်လေးချိုးပစ်တယ်ပေါ့လေဆိုပြီးအန်အောနေပါတယ်။လီကန်ကတော့ပုံတူဖားတွေကိုလက်သီးနဲ့တစ်ချက်ထဲထိုးပြီးဒါမျိုးနောက်ထပ်ရှိသေးလား။လက်သီးနဲ့ထိုးရတာတော်တော်ထိုးလို့ကောင်းတယ်လို့သူကလောင်ရဲလိုက်ပါတယ်။အဲဒီနောက်ဆိုဖီမာဒီရဲ့တတ်တော်ဆောင်ကမယုံနိုင်ဘူးအစိမြင့်နဲ့ပုံတူဖားဆွဲရည်ကိုတစ်ချက်ထင်းနဲ့ဖြစ်စည်းပစ်တာလားဆိုပြီးနောက်ထပ်လိမ့်မော်စင်ကိုတရဝါ Water Wolf ကိုထုတ်သွင်းလိုက်ပါတယ်။လီကန်ကတော့ဂျင်းညုံကြီးခုလောလောဆယ်ဒီဓာတ်နဲ့လက်ယူသုံးမယ်လို့ပြောပြီးစင့်ခေါ်တရဝါတွေကိုချက်ချင်းပဲဓာတ်နဲ့အပိုင်းပိုင်းဖျက်ပစ်လိုက်ပါတော့တယ်။တိုက်ပွဲပြီးမှတော့လီကန်အတွေ့အကြုံရမှတ်တွေတိုးလာသလိုခွန်အားလည်း900ခိုင်နှုန်းတိုးလာခဲ့ပါတယ်။ဘာလဲဒါပဲရှိတာလားလူလီကန်ကမေးလိုက်တဲ့အခါမှာတော့တတ်တော်ဆောင်ကသူကငါရင်နိုင်တဲ့သူမဟုတ်ဘူးသူကိုသွားတိုက်လေငါပဲတေချာပေါက်တေရလိမ့်မယ်လို့ရေရွတ်ပြီးထွက်ပြေးသွားပါတော့တယ်အဲ့ဒီအချိန်မှာစုံကြီးရောက်လာပြီးအန်ကဲအကိုအားလုံးအဆင်ပြေရလားစိတ်မင်းသမီးရဲ့တပည့်တွေကရမ်းထမ်းပြီးတိုက်ခိုက်နေတာကျွန်တော်တော့ကတ်တီးလွတ်လာတာလို့ပြောလိုက်ပါတယ်လီကန်ကမင်းရောက်ပြီလားငါတို့လည်းအခုမှလက်ဆက်တော့ပြီလားလူအေးအေးဆေးဆေးပြန်ပြောလိုက်ပါတယ်စွန်ကျဲကတော့အဖြစ်ဖြက်တွေကိုကြည်ပြီးအန်အောစွာနဲ့ဒီမှာဘာတွေဖြစ်ခဲ့တာလဲဒီကောင်တွေတော်စင်တွေရဲ့စင့်ခေါ်ကောင်တွေမလားလို့မေးလိုက်ပါတယ်လီကန်ကတော့ထင်ရတာပဲလို့ပြန်ဖြေလိုက်ပါတယ်ဆိုင်ရှင်ဂျင်းမြောင်ကတော့လီကန်ကိုကြည့်ပြီးလွန်ခဲ့တဲ့20နှစ်တုန်းကလီကန်နောက်ကလိုက်ပြီးကြည့်ခဲ့ရတဲ့လီကန်ရဲ့တိုက်ခိုက်ပုံတွေနဲ့တူတယ်ခမည်းကလီကန်ပဲလို့သူကကောက်ချလိုက်ပါတယ်လီကန်ကတော့ရှ်တိုးဒီပစ္စည်းတွေကိုတေးကြတိုင်းထားဦးနော်ငါပြန်လာယူမယ်လို့ပြောပြီးစွန်ဂျေနဲ့အတူဆိုင်တဲကထွက်သွားပါတယ်စွန်ဂျေကစိတ်မင်းသမီးကအကိုကိုဘာလို့ပြစ်မှတ်ထားနေတာလဲလို့မေးတဲ့အခါမှာလီကန်ကအဒီးပြပါပြုံးရင်ငါကသူ့ကိုစိတ်ဆိုးအောင်လုပ်မိသွားတာလားမသိဘူးခဏကြောက်ကြည့်ပါမကြခင်မှာအရင်စိတ်လူရှားစရာကောင်းတဲ့အရာတခုကိုငါပြမယ်လို့ဆိုပါတယ်စောင်းကျင်တဲ့အတူရေခဲမုံတူစာနေရင်လီကန်ကဒီနေရာကရေခဲမုံကတကယ်ရှယ်ပဲဟဲ့စောင်းကျဲမင်းကြိုက်တဲ့လောက်သာစားစမ်းပါလို့အားရပါရဖြောလိုက်ပါတယ်စောင်းကျဲကတော့အားနာတဲ့မျက်နှာလေးနဲ့ကျွန်တော်ကတော့အဆင်ပြေပါတယ်ဒီဆိုင်ကအရန်စည်းကြီးတာနော်လို့စိုးရင်တကြီးပြန်ပြောချပါတယ်လီကန်ကတော့ဂရုမစိုက်တဲ့လေသန်းနဲ့အေးစေးပါကွာငါဆိုးဆိုးကကောက်ရလာတဲ့ PC တစ်ခုကိုပြောင်းလိုက်တာနဲ့သူတို့ကဘာမဆိုလွတ်ပေးပါမယ်ပြောတာပဲလို့ပြောပြီးသူ့လက်ထဲကအရာကိုပြောင်းလိုက်ပါတယ်အဲ့ဒါကတော့ Aquarius Insignia Aquarius တစိမ့်တုံးအခုဖြစ်နေပါတယ်လီကန်ကဆက်ပြီးဒါကို Insignia လို့ခေါ်ရတဲ့တယ်ဒါကို David ကယုံမျိုးသုံးလို့ရတယ်လို့တခြားစိတ်နေရ rental skills တွေကိုတောင်တင်ထားလို့ရတယ်လीလို့ရှင်းပြနေပါတယ်စောင်းကျဲခမရတော့စိတ်မအေးနိုင်ပဲဒါက ID card အနေပဲလေသုံးလို့ရတာဆိုတော့ပြဿနာတစ်ခုခုတက်လာရင်ဒုက္ခရောက်ကုန်မယ်ကျွန်တော်တကယ်ကြီးစားလို့ဖြစ်ပါမလားလို့သူရင်းနေတုံးမှာပဲလီကန်ကစားစရာအရင်စားနောက်ဖြစ်တာနောက်မှစဉ်းစားကြတာပေါ့လို့ပြောလိုက်ပါတယ်ထိုအချိန်မှာပဲစောင်းကျဲ
မင်းလဲဒီကရေခဲမှုကိုကြိုက်မှန်ငါမသိခဲ့ဘူးဆိုတဲ့ရင်းနှီးနေတဲ့အတန်ကြီးထွက်လာပါတယ်အဲ့ဒီလူကတော့ Gemini Constellation ရဲ့ Bishop ဖြစ်တဲ့ Choi Sang-hyuk ပဲဖြစ်ပါတယ်လီဂန်ကတော့စိတ်ထဲကနေဒီခေါင်ကစောင်းကျဲကိုအမြဲနှောင့်ယှက်နေတဲ့တစ်ထပ်လူကြီးလားလို့မသိင်ကားတယ်လို့စိုက်ကြည့်နေပါတော့တယ်ဖုံးတော်ကြီး Sang-hyuk ကလီဂန်ကိုကြည့်ပြီးစောင်းကျဲပြောနေတဲ့ရန်ဝေတောင်မနိုင်ခဲ့တဲ့ Queen Spider ကိုနှိမ်နှင်းခဲ့တဲ့လူကခမရလားလို့လာမေးပါတယ်လီဂန်ကလည်းအေးအဲ့လားဘာဖြစ်လဲလို့ခက်ဖြက်ဖြက်ပဲပြန်ပြောလိုက်ပါတယ်ဖုံးတော်ကြီး Sang-hyuk ကလီဂန်ကိုစွမ်းရည်ရှိသူတရားဝင်နဲ့အဖွေထဲသွင်းကျင်နေကြောင်းမကြခင်ကျင်းပတော့မဲ့ Grand Auction မှာလီဂန်ရဲ့8 Great Relics တွေကတခုပါလာမယ်လို့ကြားတယ်အဲ့ဒီလဲလံပွဲကိုကြည့်ရင်အေးဆေးဆေးစကားပြောကြတာလားလို့ဆွဲဆောင်လိုက်ပါတယ်ငါပစ္စည်းတွေကိုလဲလံတင်နေကြတာလားလို့လီဂန်ကိုစိတ်ထဲကနေရေးရရင်ဒေါသထွက်သွားပြီမဲ့လဲလံပွဲကိုသွားဖို့သဘောတူလိုက်ပါတယ်အဲ့ဒီလဲလံပွဲကိုတော့ပေ16000မြင့်ကကောင်းရင်ရံမှာရှိတဲ့ Floating Castle City တဲ့ Drag Mama ကျင်းပရမှာဖြစ်ပါတယ်တစ်ဖက်မှာတော့ Leo Saint တဲ့ Steven Marker ကအရက်တောင်ရင်ဘေးက Sophie Marie ကိုမဲအဲ့နာမှာညီငင်မထိုင်နေရင်ထွက်သွားငါအရက်တရားပြက်တယ်လို့ခတ်မှာပြောလိုက်ပါတယ်တကယ်တော့ Sophie Marie ကလီဂန်လိုက်လာမှာကိုကြောက်လက်နေတော့ Steven ကစီမှာအကာအကွယ်ယူပြီးလာနေတာဖြစ်ပါတယ်Steven ကတော့လဲလံကွဲမှာတင်းမဲ့လီဂန်ရဲ့လက်နက်ကိုရအောင်ယူမယ်လို့ကြုံဝါနေပါတယ်အဲ့ဒီအချိန်မှာပဲ Hugo Otis လေ drug မှာကိုရောက်လာခဲ့ပါတယ်သူကလီဂန်ဘယ်ကိုရောက်သွားတာလဲသူစရိုက်နေဆိုရင်အဖိုးတန်ရှေးဟောင်းပစ္စည်းတွေရှိတဲ့ဒီနေရာကိုလာမှာပဲလို့စိတ်ပူပြီးရှာနေတာပါအဲ့ဒီမှာ Hugo က Sophie Marty နဲ့ထိတ်တိုက်တိုးပါတော့တယ် Sophie က Hugo ကိုကြည့်ပြီးအရင်ကတော့စိတ်တွေထဲမှာရုပ်ချောတဲ့လူစီရဲမှာပါခဲ့ပြီမဲ့အခုတော့အတော်ကြီးအိုဆာသွားပြီပဲဒါကမင်းစီမှာထမ်ပလာတွေနဲလို့လားလို့ရည်တဲ့ပြောလိုက်ပါတယ် Hugo ကစကားပြောဖို့ညှင်းဆန်ပြီးမဲ့ Sophie ကတော့မရက်ပဲမင်းအရင်ကမိမကိုဆုံးရှုံးခဲ့တယ်လို့မျိုးမင်းရဲ့ခလေးတွေကိုပါထပ်မဆုံးရှုံးခြင်းကြီးငါပြောတာကိုနားထောင်စမ်းပါမင်းကအတုံးမကျတဲ့အိမ်တောင်ဦးစီးမို့လို့မင်းမိသားစုကကန်ဆိုးနေရတာလို့အသေးနှလုံးကိုထိုးနှက်တဲ့စကားတွေပြောလာပါတယ် Hugo ကထပ်သွားလို့ငါပြောနေတယ်လို့ဒေါသတကြီးអော်လိုက်ပေမဲ့ Sophie ကတော့လှန့်ပြုံးနေစေပါအဲ့ဒီအချိန်မှာပဲဟေ့ကပ်ပါကောင်မလို့လှမ်းអော်လိုက်တဲ့အတန်းနဲ့အတူလီဂန်ရောက်လာပြီး Sophie ကိုလက်ညှိုးနဲ့တောက်ချလိုက်ပါတယ် Hugo ကလီဂန်မင်းဘာလို့ဒီရောက်နေတာလဲငါ့ကိုစိတ်ပူလို့လားလို့လှမ်းမိတော့လီဂန်ကမင်းကငါ့ကိုချစ်နေတာလားလို့ပြန်နောက်လိုက်ပါသေးတယ်လီဂန်က Sophie ကိုချစ်ပြီးဒီမိမကဘာလို့ငါသွားတဲ့နေရာတိုင်းမှာရှိနေရတာလဲသူကလည်းငါ့ကိုကြိုက်နေတာလားလို့မချီးပြုံးနဲ့တွေးနေပါတော့တယ် Hugo ကတော့လီဂန်ရဲ့စကားကြောင့်ဒီလူတော့တကယ်ကြီးခေါင်းမကောင်းတော့တာလဲဆိုတဲ့မျက်နှာပြင်းနဲ့ကြည်နေပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကပေါ့လူသားတွေထဲမှာအစွမ်းထက်ဆုံးလို့တတ်မှတ်ခံထားရတဲ့73ယောက်မြောက်စိန့်လီဂန်ဆိုတာရှိခဲ့တယ်ဆိုဖီကတော့သူ့ကိုအမြဲတမ်းမုန်းတီးခဲ့တယ်လို့တစ်ဖက်မှာလည်းအယမ်းကြောက်ခဲ့တာပါမျက်နှာတစ်ခုလုံးအမာရွတ်တွေနဲ့ပြည်နေပြီးဘသူပဲဖြစ်ဖြစ်သူ့ကိုလာစောရင်ဂယုမဆိုင်ပဲအကုန်အပြတ်ရှင်းတတ်တဲ့ချမ်းတန်းတဲ့ပင်ကိုစရိုက်တွေကိုပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း20ကတနေ့မှာတော့လီဂန်တယောက်အကွာရီယက်ရဲ့တန်စင်ယာနေမီတဲ့ကိုစွတ်အသိမ်းဝေလာခဲ့တယ်အဆောင်တွေကဒါအကွာရီယက်ရဲ့တန်စင်နေမီပါဂျေဇူးပြုပြီးအခုချက်ချင်းပြန်ထွက်သွားပေးပါလို့တားကြပေမဲ့လီဂန်ကတော့လက်ခွမ်းမဲ့ထဲဆန်လို့ဆဲဆိုပြီးတွန်းထိုးပစ်လိုက်တာပါမင်းကဘယ်လိုသဘောနဲ့ဒီနေရာကိုစိုးဝင်လာရတာလဲဘလောက်တောင်ရဲတီးနေတာလဲအခုချက်ချင်းထွက်သွားစမ်းလို့အော်နေတဲ့ဆိုဖီရဲ့စပင်းကိုလီဂန်ကဆွဲကင်လိုက်ပြီးမင်းတကယ်ပဲတေးချင်နေတာလားလို့ဒေါသတကြီးမေးလိုက်ပါတယ်ဆိုဖီကကြောက်လန့်နဲ့ဘာလို့တာလဲလို့ပြန်អော်တော့လီဂန်ကမင်းတကယ်ပဲမသိတာလားမင်းကိုကပ်ပရဲစိုးကြီးကနေကဲထုတ်ရင်းဒဏ်ရာရခဲ့တဲ့လူတွေကိုကုပေးဖို့ငါမင်းကိုအနောက်တန်းကိုပို့ခဲ့တယ်လေဒါကိုမင်းကဘာလို့ဒီမှာလာအပြင်းထူနေရလဲအဲ့ဒီလူတွေဟာမင်းကိုကေရင်ရတဲ့ဒဏ်ရာတွေကြောင့်အခုလက်ချီတွေဖြတ်ပြေးရတော့မယ်လို့အော်ဟစ်ပြောဆိုလိုက်ပါတယ်မင်းကိုယ်တိုင်သူ့လိုကိုကုပေးမယ်လို့ပြောခဲ့တာမဟုတ်လားအခုချက်ချင်းသွားကုပေးစမ်းလို့ခိုင်းလိုက်တဲ့အခါမှာတော့ဆိုဖီကတော့ဟာအဲ့ဒီလူအနှင်းငယ်သေးတာဘာဖြစ်လဲလူသားမျိုးနွယ်တဲ့ငါ့ကိုကဲရတာကိုပဲသူတို့ကဝမ်းသာဂုဏ်ယူတင်တာငါ့ကိုစိတ်လို့မထင်ဘူးလားအခုကလောလူတွေကငါ့ကိုအတုံးမချဘူးလို့ပြောနေကြတယ်ကြားတယ်အဲ့ဒီလိုအလုတ်ချမ်းတွေသွားမလုံနိုင်ဘူးငါ့ကိုလွတ်ငါအခုအင်တာဗျူးရှိလို့ make up သွားပြင်အောင်မယ်မင်းငါ့ကိုဘလောက်တောင်အသိဆွဲထားနိုင်တာလဲလို့ပြန်អော်လိုက်ပါတော့တယ်လီဂန်ကတော့အေးလေ
မင်းလိုပိုးမွားကလူစကားပြောရင်နားမလည်မှာမဟုတ်ဘူးရိုက်မှပဲနားလည်မှာလို့ပြောပြီးဆိုဖီကိုအသားကွန်ပါကိုရိုက်ချလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဆိုဖီတယောက်တတိလစ်သွားတဲ့အထိဒဏ်ရာရသူတွေကိုကုဖိတ်ခဲ့ရပြီးလီဂန်ကိုတကယ်လို့လူရိုက်မယ်ငါလီဂန်ကိုတကယ်မုန်းတယ်လို့စိတ်ထဲကကြိမ်ဆယ်နေမိတာပေါ့ အခု2020ကြာပြီးနောက်မှာလဲဆိုဖီကတော့အရင်တိုင်းပဲလီဂန်ရဲ့လက်ထင်မှာထပ်မိနေပြန်ပါပြီဆိုဖီကဒါပါရီပဲလေငါကခုချက်ချင်းလို့စိန့်တက်စ်တယောက်ကိုဒီလိုလုပ်ရဲလာလို့အော်ဟစ်နေပြီမဲ့လီဂန်ကတော့မင်းက2020ကြာတော့အပြောဆိုဒီကအရင်တိုင်းပဲနော်လို့ခနဲ့လိုက်တယ်ဆိုဖီကသူမရဲ့ access ဆွာနဲ့ဂျိုးတွေကိုအရေးဖျို့ပြီးထပ်ပြီးဟိုစ조사ခဲ့ပြီမဲ့လီဂန်ကအကောင်ရိပ်မိနေပြီမလို့ဂျိုးကိုဖျက်လို့မရခဲ့ပါဘူးသူတို့အချိန်မှာပဲလီဂန်ကမင်းရဲ့အတွေ့အထိအကောင်ဖောက်မြင်နေရတယ်ဆိုပြီးဆိုဖီရဲ့နှဖူးကိုတောက်ချလိုက်ပါတယ်ထိုအချိန်မှာပဲလီဂန်ရဲ့လက်ဟာလောင်ကျွမ်းသွားခဲ့ပါတယ်လီဂန်ကဒါဘာဖီတာလဲလို့အန်အောဆိုတာပြောလိုက်ပါတယ်ဆောက်ယူကောင်တေးစမ်းတယောက်ယောက်ကငါရဲ့ခန္ဓာကိုထိလိုက်တိုင်း acid ဓာတ်နဲ့ကာကွယ်ပေးနိုင်စွာငါမှရှိတယ်အခုနင်လက်ကနေစမိ acid ကနင်ခန္ဓာကိုတစ်ခုလုံးကိုဝါမျိုးထောက်တော့မှမထားအဲ့ဒါ Aquarius တွေရဲ့အတန်ဆုံးကာကွယ်တဲ့အစွမ်းမဲ့လူဆိုဖီကပြောရင်အားရပါရရဲလိုက်ပါတယ်လီဂန်ရဲ့အစွမ်းဟာသူမထင်တာလည်းတိုးပြီးကြောက်စရာကောင်းနေတာပါလီဂန်ကအတန်ဆုံးအစွမ်းဟုတ်လားဘောပဲရမယ်ဆိုပြီးဆဲလိုက်ပါတယ်ထိုအချိန်မှာပဲဆိုဖီကအရန်အန်အော်သွားပြီးတားပါထီတာလေပြန်လဲကူးတောက်မှုအစွမ်းလားမဖြစ်နိုင်တာဆိုပြီးရေးရလိုက်ပါတယ်လီဂန်ကမင်းငါရဲ့ကိုပိုင်ဆရာဝန်မှာဆိုပြီးလိန်ညာခဲ့တဲ့အကြတစ်ချက်ပြီးတော့ဟိုဆိုင်မာတော့ကတက်တော်ဆောင်တွေလွတ်ခဲ့တာနေမလားအဲ့ဒါအတန်9ချက်ပြီးတော့ဟျူဂိုကိုပြောခဲ့တဲ့စကားတွေအတန်9ချက်ပြီးတော့ကဲစုစုပေါင်းအချက်90လောက်ထက်ရရမယ်လို့ပြောပြီးဆိုဖီကိုအသေးလဲပညာဖေးပါတော့တယ်လီဂန်ကမိမဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်မညာဘူးချတာပဲဟာဆိုပြီးဟျူဂိုအန်အော်နေရပါတယ်ဒီလိုရဲရဲနဲ့လီဂန်ရဲ့ divinity ဟာ90ရာခိုင်နှုန်းအထိပြည့်သွားခဲ့တယ်ထိုအချိန်မှာပဲလီဂန်ရဲ့အစွမ်းဟာထပ်တိုးလာပြီးအန်အော်ထွားပါတယ်အဲ့ဒါဘာဖြစ်တာလဲအစွမ်းကတိုးလာလားအဲ့ဒါဆိုလူတွေကိုရရင်လေအစွမ်းကတိုးတာပဲရန်ယူဝေနဲ့တော့ဒီအစွမ်းကမပွင့်သေးတာလားလို့တွေးလိုက်ပါတယ်နောက်ဆုံးမှာတော့လီဂန်ကဖုံးကိုထောက်ကြည့်လိုက်ပြီးအချင်းကအဲ့လောက်တောင်ဖြစ်သွားပြီလားငါလေးလောင်ပွဲသွားရအောင်မယ်လို့ဆိုလိုက်ပါတယ်ဟျူဂိုကမင်းဖုံးဘဲကရလာလဲမေးလိုက်တဲ့အခါမှာတော့လီဂန်ကအတိတယောက်စီကငားလာလို့ဖြေပါတယ်ဒါနဲ့ဆိုဖီကိုမင်းနဲ့ထားခဲ့ပြီနော်မင်းသူ့ကိုအမိုက်ပုံနဲ့ပစ်ထားခဲ့လို့ရတယ်မှားကြပြီးလေးလောင်ပွဲရှိတာကိုထွက်ခွာသွားပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟျူဂိုရဲ့ရှေ့ကိုစတီဗန်မာကာဆိုတဲ့သူရောက်ရှိလာပါတော့တယ်တေဇာသူနဲ့မလာတိုးရတာလို့ဟျူဂိုတယောက်ထိလန့်သွားပါတယ်စတီဗန်မာကာကဆိုဖီမာရီကိုကျိုးတွေနဲ့အတော့ခံပြီးမင်းနီလက်မြင်ကွင်းကိုတွေ့သွားပြီးဟျူဂိုမင်းဒီမှာဘာလုပ်နေလာလဲလို့ဒေါသကြီးအော်မေးလိုက်ပါတော့တယ်နောက်ထပ်အပိုင်းတွေနဲ့အခြားသောစိတ်ဝင်စားရာ manga recap အသစ်တွေကိုစောင့်မျှော်ကြည့်နိုင်ရန်ကျွန်တော်တို့ MAG Recap YouTube Channel နဲ့ Facebook Page တို့ကို Subscribe နဲ့ Follow လုပ်ရသေးရင်လုပ်ခဲ့ဖို့တောင်းဆိုခဲ့ပါသည်ကျွန်တော်တို့ manga recap တွေအားပေးတဲ့တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်အပိုင်းတွေမှာပြန်လည်တွေ့ကြရအောင်ဗျာ